မှာ2ရောက်လာဦးပေါ့နော်ဗီဇာတက်တော့တူမှာပါဒါကား14နာရီလောက်စီရအောင်ဆိုတော့ဒါသူတို့2ရောက်အတွက်ရိတ်ခါပါအဲ့ဒါအိမ်ထဲမှာကြံသေးရဲ့အိမ်ထဲမှာဒီမှာထုတ်ပါဒါတော့ဗီဇာသွားရမှာလားကောင်းမှာမဟုတ်သားမှာလားမသိတော့ပါတော့မယ်အဲ့တော့ကိုစုတို့အရင်ဆုံးပေါ့နော်ကားခမယ်ကားကိတ်ကနေသစင်းစုတို့လာအိုsleeping bus ပေါ့နော် sleeping bus ကိုစီးဖို့အတွက်အဲ့ကိုသစင်းသွားမယ်အဲ့ကနေသစင်းမှာပေါ့နော်စုတို့ဖေးသွားမယ်ဆိုတာကိုဆိုရဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ပေးပါအရင်ဆုံး VL လာအို bus stop ကနေကားလက်မှတ်ကြိုဖြတ်ထားဖို့လိုအပ်ပါတယ်စုတို့ကားဂိတ်ကိုတော့ Green SM app လေးသုံးပြီးတော့ကားငှားသွားခဲ့ပါတယ်ကားက115ပဲကြာတယ် Green SM ကားကိုစီးရပါနော်ဒီခွေးကနေပြီးတော့ကားဂိတ်ကို115ပဲကြာတယ်ပြီးတော့စုတို့ကားခါကဘယ်လောက်ကုန်လဲဘတ်ကားကဟို VIP ပေါ့နော် VIP ကို one way ကို600 6သိန်း6သိန်းဆိုတော့အသွားပြန်ဆိုတယောက်ကို1900အခုကကြတော့ဆိုကတော့ဗီဇာရှိမတီဗီဇာရှိပြီးသားအခုစုညမလေးတော့ပေါ့နော်သူနဲ့အတူလိုက်ပြီးတော့ဗီဇာတက်တိုးမှာပါဘာလို့ဆိုတော့နိုင်ငံအပြင်ထွက်ပြီးမှဗီဇာတိုးလို့ရတာကားလက်မှတ်ဝယ်တော့ဘယ်နေရာမှာလက်မှတ်ထုတ်ရမလဲအကုန်ဒီတေးကြီးပေးတာပေါ့နော်ကိုက63ကောင်းတာ63กว่าမှာပါဒီနေရာမှာလက်မှတ်ထုတ်ပြီးရင်တော့ကားဂိတ်ကိုသွားရပါမယ်ဒီမှာပတ်ဆက်ပေးစရာမလိုနော်ကိုကတော့လက်မှတ်ရပါပြီကားနံပါတ်လိုက်ရှာပြီးတော့တက်ရပါတော့မယ်ပါရမေဟုတ်လားဟုတ်ကားနံပါတ်ရှာပါပါအခုဒီမှာကားရှာတာနည်းနည်းတော့ခက်တယ်အမင်္ဂလာဝေးကြီးလိုပဲပေါ့နော်ကားရအများကြီးပဲအဲ့ဒါကိုသူတို့ပေးရတဲ့ဘက်ကိုလိုက်ပြီးတော့ရှာတာပါခုကားလားမင်းနော်မလို့အမမနေမလားဟောနေမလားဒီက sleeping bus ပေါ့နော်ဒီကနေတော့မှာပါဆိုတော့ဒီနေရာမှာတဲ့2နာရီလောက်စောင့်လိုက်ရတယ်ပေါ့နော်သူတို့ကကုန်တင်ကားဖြစ်တဲ့အတွက်ကုန်နေတင်ချလုပ်နေရတဲ့တော်တော်လေးကြကြစောင့်လိုက်ရပါတယ် VNN ကတရုတ်လူမျိုးတွေကိုတော်တော်လေးမုန်းနေတဲ့မှာပါတယ်ကိုစုရဲ့ရုပ်တွေက Chinese lost ပဲပေါက်နေတဲ့ခါကြတော့သူတို့စုကိုပညာပြတော့မယ်ပေါ့နော်အဲ့တော့ဘယ်လိုပညာပြမလဲဘယ်လိုထူးဆန်းတာရှိမလဲဆိုတဲ့ဟာကိုစုနဲ့တူတူလိုက်ကြည့်ပေးပါဦးသူတို့ကားပေါ်တတာနဲ့ဖက်နှက်တွေကိုတင်းချွတ်ခိုင်းနေပေါ့နော်စုလည်းရုပ်တရက်ဆိုတော့ကြောင်သွားရပေါ့နော်ဖက်နှက်ဘာလို့ချွတ်ခိုင်းတာလဲဆိုပြီးတော့စုတို့အနေရတွေ့ခဲ့တဲ့လူတွေကနည်းနည်း aggressive ဖြစ်တယ်ပေါ့နော်စုတို့ကတော်တော်လေးကို sorry ရောက်နေရပါစုတို့အရင်ရောက်နေရဒါပေမဲ့သူတို့တွေကအဲ့လိုမျိုးမဟုတ်ဘူးကွာအတင်းနူးပြီးတော့စုတို့ထက်အရင်တက်တာအဲ့ထက်ပိုဆိုးတာဘာလဲဆိုတော့စုတို့ရုပ်တွေကဒီတရုတ်ရုပ်ပေါက်နေရဲ့အတွက်ကြောင့်မလို့ပေါ့နော်စုတို့အရင်ဆုံးရောက်ပြီမယ်စုတို့လုံးဝဟိုးအနောက်ဆုံးပေါ့နော်အိမ်နာနဲ့နီးရဲ့နားမှာဟိုနေရာချပေးလိုက်တာပေါ့နော်အမှစုညမဆိုရင်အိမ်နာနားမှာပဲဟိုလုံးဝနေရာရလိုက်တယ်ပေါ့နော်အဲ့ဒါတော့တော်တော်ကြီးကိုစိုးရရဲ့လောက်ရလို့ထင်တယ်ဒါပေမဲ့စုတို့လည်းပထမဆုံး first time ဖြစ်တဲ့အတွက်ဒီလိုပဲတီးခံပြီးတော့တက်လိုက်ရတာပေါ့နော်မတို့ခဏမနိုင်တော့Bò dạ vô gì? Bò luôn đi. Bò dạ vô trong báo đi ông ơi. Mà đem lên xe rồi. She money I should be met who do it I'm on a thing or a now tata basuru VME so be met the guy don't line out by one so totally Jimmy or Jette Gaia tire change solution young movie on the cat the bono Suru Aki away you my jai don't my fit that dredge molo Suru the out my when he like the bono ဒါကတော့ဒီ
ကားရဲ့အိမ်နာပါအခုလိုမျိုးပဲအပေါက်ဆူဆူနဲ့ပေါ့နော်အတင်းရွှေ့ခိုင်းပါရဲ့ đây nó có mang ဒီကားပေါ်မှာက TV ပါရဲ့ရေဘူးပါရဲ့စောင်းတစ်ထည်ပါရဲ့ပေါ့နော်TV ကတော့ကြည့်လို့မရပါဘူးကိုကသူတို့လူမျိုးချင်းချင်းနဲ့ကားကိုအရှိဆုံးမှာပေါ့နော်ထားထားဆိုတော့အကြာကြီးစောင့်နေရမှာဆိုတော့ကြိုက်တဲ့နေရာယူပိုင်ခွင့်မရှိဘူးပေါ့နော်သူတို့ထားတဲ့နေရာမှာပဲထိုင်လို့ရတယ်ဒါပေမဲ့သူတို့လူမျိုးတွေကြတော့အရှိဆုံးမှာထားပြီးတော့ထိုင်နေပေါ့နော်ဒီကားကိုအကြာကြီးစီးရမှာကိုနည်းနည်းတော့စိတ်ညစ်နေပေါ့နော်ကားတော့မမလေးခေါင်းလေးအမူးနေမူးချိန်မရဘူးဒီဘလော်လေးကတော့အိတ်တဲ့ဘလော်လေးနော်